Gibraltar vs British Virgin Islands Gibraltar အသင်းဟာအင်ကွင်းအားသာချက်ရှိနေပြီးဘာဂျွေရလည်းအနှဲငယ်အသာရထားတာတွေ့ရပါတယ် British Virgin Islands ကတော့အဝေးကွင်းမှာရုန်းကန်ရတတ်တဲ့အသင်းဖြစ်ပါတယ်ဒီပွဲမှာ Gibraltar ဘက်ကပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ် Albania vs Wales ဒီပွဲကတော့ပိုပြီးအကျိတ်အနယ်ရှိနိုင်ပါတယ် Albania ဟာအင်ကွင်းမှာကစားရမှာဖြစ်ပြီး Israel ကလည်းအတွေ့အကြုံရှိတဲ့အသင်းဖြစ်ပါတယ်နှစ်သင်းစလုံးအခွင့်အရေးရှိတဲ့ပွဲတစ်ပွဲဖြစ်သတ်မှတ်လို့ရပါတယ် Denmark vs Congo Denmark ဟာဥရောပရဲ့အားကောင်းတဲ့အသင်းတွေကတစ်သင်းဖြစ်ပြီးအင်ကွင်းမှာကစားရမှာဖြစ်ပါတယ်Congo ကလည်းအရေးသွေးရှိပေမဲ့ Denmark ဘက်ကပိုပြီးအားသာချက်ရှိနေတဲ့ပွဲစဉ်လို့မြင်ရပါတယ် Luxembourg vs Italy ဟာကမ္ဘာဘောလုံးလောကမှာအောင်မြင်မှုများစွာရရှိထားတဲ့အသင်းဖြစ်ပြီးလူစရင်းအင်အားလည်းတောင့်တင်းပါတယ်Luxembourg အတွက်တော့ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုဖြစ်လာနိုင်ပါတယ် TikTok caption ဒီညကစားမဲ့နိုင်ငံအသင်းချစ်ကြည်ရေးပွဲစဉ်တွေပြီးကိုအတူချုံသုံးသက်ပေးထားပါတယ်မင်းတို့ရဲ့အမြင်ကို comment မှာပြောခဲ့ပါဦး